သာသနာတော်နှစ်2558ခုကောဇာတက္ကရာ1386ခုကဆုံလပြည့်ကျော်9ရက်2014ခုနှစ်မေလ18ရက်မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာဓမ္မရတိမဟာဓမ္မတပါဓမ္မယုံကျောင်းတော်ကြီး၌ဆင်းကျင်းပပြုလုပ်အပ်သည့်ဝင်းဟိုင်ဟာ Education Center မန္တလေးမြို့ကျွဲဆယ်ကံ31လမ်းအမှတ်ကားကြီး28ဆရာကြီးဦးဝင်းထင်ဆရာမကြီးတော်ချိုနွယ်စိုးသမီးဒေါက်တာဝင်းဖြူဖြူတန်းတာမောင်ညံလင်းမောင်ကျော်သူမိသားစုနှင့်ကျောင်းသူကျောင်းသားများဤအမတဒါနဓမ္မဖြစ်ဒါနဖြစ်ဖြင့်ဆင်းကျင်းပပြုလုပ်အပ်သည့်အထူးတရားပွဲ၌ဟောကြားအပ်သောမြတ်ဗုဒ္ဓဤဗုဒ္ဓဂုဏ်တော်အကြောင်းတရားဒေသနာတော်ဒီနေ့ညတပါးတပင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘေဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်းမြတ်ဗုဒ္ဓဤဗုဒ္ဓဂုဏ်တော်အလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေသိကြတယ်ဣတိပိသောဘဂဝါအရဟံဆိုတဲ့ဂုဏ်တော်ကိုးပါးရမယ်နံပါတ်8ဖြစ်တဲ့ဗုဒ္ဓလို့ဆိုတဲ့ဂုဏ်တော်အကြောင်းကိုဒီကနေ့နာယူမှတ်သားကြရအောင်ရသော်ဘုရားရဲ့ဂုဏ်တော်တွေကိုမိမိရဲ့စိတ်နှလုံးထဲမှာလွှမ်းထုံထားခြင်းကြောင့်ရရှိလာတဲ့ကုသိုလ်ကောင်းမှုဟာအလွန်ကြီးမြတ်တဲ့ကုသိုလ်ကောင်းမှုလို့ဒီလိုဆိုတယ်။ဘာဖြစ်လို့ကြီးမြတ်တဲ့ကုသိုလ်ကောင်းမှုလို့ဆိုရတယ်လဲလို့ဆိုရင်လောကမှာကိုကျင့်သီလအားဖြင့်လည်းမြတ်စွာဘုရားတဲ့တူတဲ့ပုဂ္ဂိုလ်မရှိဘူးတာတဲ့ပုဂ္ဂိုလ်ဆိုတာဝေးရောပေါ့နော်။တမာတိစွမ်းအားဖြင့်လည်းတူသူမရှိတာတဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိနဲ့ပညာအားဖြင့်လည်းပဲတူသူမရှိတာတဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိနိုင်ဘူးလို့အဲ့ဒါလို့သီလသမာဓိပညာလို့ဆိုရယ်ဂုဏ်အည်ချင်းနေ
တာလွန်တခြားဘာသာတွေကိုးကွယ်ကြတဲ့ဘုရားသခင်ဆိုတာနဲ့စဉ်းကျင်စဉ်းစားကြည့်ဘုရားရဲ့ဂုဏ်ကြီးတွေဟာလူသားဆန်ဆန်လူထဲမှာအကျင့်သီလတို့တမာတိတို့ပညာတို့လို့ဆိုတဲ့လူတွေမှာရရှိနိုင်တဲ့ဂုဏ်ကြီးချင်းတွေကထူးခြားတဲ့ဂုဏ်ကြီးချင်းတွေနဲ့ပြည့်စုံတဲ့သူတော်စင်ပုဂ္ဂိုလ်မြတ်ကိုဒီလိုဆိုလိုတာပေါ့နော်အစွမ်းတကူကြီးလို့လူတွေကကိုးကွယ်ရတဲ့အရာမျိုးမဟုတ်ဘူးဒီလိုပြောလိုက်တော့ဘုရားဟာတကူမကြီးဘူးလို့ဒီလိုပြောတာမဟုတ်အစွမ်းတကူဆိုဒီမှာအမျိုးစုံရှိတယ်လူတွေနားလည်နေတဲ့အစွမ်းတကူဆိုတာအရာရာဖန်ဆင်းနိုင်တယ်တို့အရာရာလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အစွမ်းတကူတစ်မျိုးကိုပဲလူတွေကအစွမ်းတကူလို့သတ်မှတ်နေကြတာစာပေကျမ်းကမှာအစွမ်းတကူတွေမျိုးမျိုးရှိတယ်ငှက်တွေကောင်းငင်ပြန်တယ်ဆိုတာကမ္မစိတ်တိလို့ခေါ်တယ်သူကံကပေးတဲ့အစွမ်းတကူလို့ပြောတယ်ရှည်ထဲမှာငါးတွေကူးနိုင်တာလည်းပဲသူတို့ရဲ့ကမ္မစိတ်တိဆိုတဲ့အစွမ်းတကူပဲလူတွေကငှက်လို့ကောင်းငင်မပြန်နိုင်ဘူးငါးလို့လည်းရေထဲဆင်းပြီးတော့မကူးနိုင်ကြဘူးသို့တော့လူတွေမှာအစွမ်းတကူမရှိဘူးလားလို့ဆိုတော့လူတွေရတဲ့အစွမ်းတကူကဘာတော့ဆိုရင်တင်စားပြီးပြောတဲ့စကားအုံနောက်ပေါ့လူတွေကတိရစ္ဆာန်လောကကြီးနဲ့ကမ္ဘာလောကကြီးကိုချုပ်ကင်နိုင်လောက်အောင်စွမ်းရည်တတ္တိမြင့်မားတာတော့လူတွေရဲ့အသိဉာဏ်လို့ဆိုတဲ့အုံနောက်ပဲဖြစ်တယ်ဘယ်ပုဂ္ဂိုလ်မှလောကမှာရှိတဲ့သက်ရှိတ attva တွေဟာလူသားကိုမရှင်းနိုင်ကြဘူးမရှင်းနိုင်သည့်အတွက်ကြောင့်လူသားတွေဟာအကြံဉာဏ်နေစွမ်းရည်တတ္တိတွေအလွန်ကောင်းသည့်အတွက်ကြောင့်ရှည်ထဲမှာပုံခိုနေတဲ့ငါးတွေကိုလည်းဖမ်းနိုင်တယ်မြေကြီးထဲကတ attva တွေကိုလည်းဖမ်းယူနိုင်တယ်ကောင်းကင်ပြန်တဲ့တ attva တွေကိုလည်းဖမ်းယူနိုင်တယ်အင်တမအင်အားကောင်းတဲ့ဆင်ကြီးတွေကိုလည်းပဲလေ့ကျင့်သင်ကြားပြီးတော့မိမိအတွက်ယင်ဖြစ်သုံးချတယ်အခိုင်းစေဖြစ်သုံးချနိုင်အင်တအပြေးမြန်တဲ့တ attva တွေတုပြီးတော့ကိုမပြေးနိုင်ပေမဲ့လို့အဲ့ဒီပြေးနိုင်တဲ့တ attva တွေမြင်းတို့လိုအကောင်တွေကိုလည်းလူတွေကနေပြီးတော့အသုံးချနိုင်တယ်ဆိုတာကိုယ့်ရဲ့အင်အားကြီးတဲ့တ attva ကြီးတွေကိုချုပ်ကင်ပြီးတော့ကိုယ်လိုဘအတိုင်းဆောင်ရွက်စေနိုင်တယ်ဆိုတဲ့အတိညာစွမ်းရည်တတ္တိအုံနောက်ဟာဘလောက်ကြီးမားတယ်ဆိုတာစဉ်းစားကြည့်ပေါ့အေးမြတ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မှာလည်းဒီလိုစွမ်းရည်တတ္တိတွေရှိတာအဲ့ဒီလိုစွမ်းတကူကိုပြောတာကဘာကြီးကိုဖန်ဆင်းတာတို့နော်တရားတွေကိုဖန်ဆင်းတာတို့လူသားတွေကိုဖန်ဆင်းတာတို့အကောင်းအကျိုးလူတွေရဲ့အကောင်းအဆိုးဒါတွေကိုဖန်ဆင်းတာတို့ဆိုတဲ့အစွမ်းတကူမျိုးတွေကိုပြောတာမဟုတ်ဘူးတကယ်တော့လေကဘာကြီးကိုဖန်ဆင်းတယ်ဆိုတာလူတွေရဲ့ယုံကြည်မှုတသက်မြတာဖြစ်တယ်ဖန်ဆင်းတယ်ဆိုတဲ့အရေးအယောင်ဟာလောကနဲ့တည်တည်ချာချာစဉ်းစားတွေးခေါ်တတ်သူပုဂ္ဂိုလ်တွေဟာဖန်ဆင်းတယ်ဆိုတာကိုဘယ်လိုမှလက်ခံနိုင်စရာမရှိဘူးဖန်ဆင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တူတယောက်ဟာလောကမှာတပြည့်မပြောနဲ့လိပ်ပြာတစ်မျိုးတည်းပဲဖန်ဆင်းမယ်ဆိုရင်ဘယ်လောက်အလုံးရှုံမလဲစဉ်းစားကြည့်ဒီဇိုင်းမျိုးမျိုးနဲ့အတောင်မှာဒီတစ်ကောင်နဲ့ပဲဖန်ဆင်းတခြားကောင်တွေမဖန်ဆင်းနိုင်ဘူးအဲ့တော့ဖန်ဆင်းရမယ်ဆိုတဲ့စွမ်းရည်တတ္တိဟာအင်တမခက်ခဲတယ်လူသားတွေတောင်မှဖန်ဆင်းလိုက်ပြီဆိုတဲ့လူသားတွေဟာတညီတည်းဖြစ်လာတာလားဆိုတညီတည်းမဟုတ်ဘူးအသိဉာဏ်ရှိကြသူဖြစ်တော့လည်းပဲလူသားတွေဟာတချို့ကယုံလာတယ်တချို့ကယုံမလာဘူးတချို့ကအသက်ရှည်တယ်တချို့ကအသက်မရှည်ဘူးတချို့ကပညာတတ်တယ်တချို့ကပညာမတတ်ဘူးအဲ့ဒါလို့စူးကြုံနှိမ့်မြင့်မတူညီတဲ့သဘာဝတရားတွေဟာဘာဖြစ်လို့ဖြစ်ပေါ်နေရတာလဲဖန်ဆင်းရှင်ကဖန်ဆင်းတယ်ဆိုလို့ရှိရင်ပကြီးဆရာတယောက်ကရေးတဲ့ရုပ်ပုံတစ်ခုဟာအလုံးဟာတူညီတဲ့သဘောဖြစ်ရမှာပေါ့
သူဖန်ဆင်းတယ်ဆိုလို့ရှိရင်ဖန်ဆင်းမှုတွေဟာအလုံးတညီတည်းဖြစ်နေတာပေါ့သို့တော့ဖန်ဆင်းရှင်ကိုကိုးကွယ်တဲ့လူလဲအိုခြင်းနာခြင်းသိခြင်းနဲ့ဒုက္ခပေးတာပဲမကိုးကွယ်တဲ့လူလဲအိုခြင်းနာခြင်းသိခြင်းရှိတာပဲစဉ်းစားကြည့်ပဲဆိုလို့ရှိရင်ဖန်ဆင်းရှင်ကသူကသဘောတူခြေနှက်လို့ဖန်ဆင်းခံရတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုကိုးကွယ်တယ်ဆိုရင်အေးဒီလူကတော့ငါလူပဲအသက်ပိုရှည်အောင်ဖန်ဆင်းပေးမယ်စီးပွားဥစ္စာတွေတိုးတက်အောင်ဖန်ဆင်းပေးမယ်ပညာတွေပိုတက်လာအောင်ရုပ်ဆင်းတွေပိုလှလာအောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ဓာတ်သူ့မှာမရှိဘူးရှိရင်ကွဲပြားခြားနာရမှာပေါ့နော်ကွဲပြားခြားနာမှုရှိအောင်မကိုးကွယ်တဲ့လူလဲဒါပဲကိုးကွယ်တဲ့လူလဲဒါပဲလို့ဆိုရင်ဒါသူဖန်ဆင်းတာမဟုတ်ဘူးဆိုတာအမှန်တမ်းထင်ရှားအေးဒါကြောင့်မို့ဖန်ဆင်းရှင်ဆိုတဲ့အစွမ်းတစ်ခုမျိုးနဲ့ပတ်သက်ပြီးတော့ဒီဗုဒ္ဓပေါ်မှာကြည့်เสียမလိုဘူးဘာနဲ့ကြည့်ရမလဲဆို human dignity ဆိုတဲ့ဂုဏ်သိက္ခာနဲ့ပဲကြည့်ရလူသားတွေရရှိနိုင်တဲ့ဂုဏ်သိက္ခာအရေးချင်းတွေဟာလူရဲ့တန်ဖိုးပဲအဲ့ဒီတန်ဖိုးတွေထဲမှာကိုချင်းသီလကောင်းတာလဲတန်ဖိုးတစ်ခုပဲတည်ငြိမ်တဲ့သမာဓိစွမ်းအားရှိတာလဲတန်ဖိုးတစ်ခုပဲအသိပညာထက်မြက်တာလဲတန်ဖိုးတစ်ခုပဲလူလောကလူတွေဟာလဲဒီဂုဏ်သိက္ခာရှိအောင်ဆိုတာဘာတွေလုပ်ရတာတော့ဆိုကိုချင်းတရားကောင်းအောင်လုပ်ရတယ်ပညာတတ်အောင်လုပ်ရတယ်ဒီနှစ်ခုဟာအရေးကြီးတဲ့အရာနှစ်ခုပဲဖြစ်တယ်အဲ့ဒီထဲမှာပညာလို့ဆိုတဲ့အရာဟာသီလရှိပြီးတဲ့နောက်သမာဓိရှိပြီးတဲ့နောက်ပညာဆိုတဲ့အရာဟာအစွမ်းထက်ဆုံးပဲဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလူလောကမှာပညာအားဖြင့်အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်သီလသမာဓိကလည်းအစွမ်းထက်တယ်သို့တော့ပညာကြတော့အထွတ်ထိပ်ရောက်တည်ထီအောင်အစွမ်းထက်တယ်အဲ့တော့ဒီနေရာမှာနည်းနည်းစဉ်းစားကြည့်ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိသူဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဗုဇ္ဇတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိသူဆိုတဲ့အဓိပ္ပာယ်ဘာတွေကိုတိတာတော့ဆိုလောကမှာတိเสียမှန်သမျှကိုတိတယ်တိเสียဆိုတာအမှန်တမ်းများတယ်ဘုန်းကြီးတို့တိတာတထွာတမိုက်တောင်မရှိဘူးတိเสียတွေကအများကြီးမတိတာနဲ့တိเสียတိတာတွေကိုတွက်ကြည့်လိုက်မယ်ဆိုရင်မတိတာတွေကများပြီးတော့တိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးလောက်ပဲကိုတိတယ်ကိုမတိတာတွေအများကြီးဒီပြမပြောနဲ့တော်ရမပေါက်နေတဲ့သစ်ပင်တွေရဲ့နာမည်အကုန်ဖော်နိုင်ရလားဒီသစ်ပင်တွေရဲ့အသုံးရောအကုန်သိသလားပညာရက်အနေနဲ့တစ်ခုပဲကြည့်အောင်အများကြီးမဟုတ်ဘူးရှေးခေတ်ကတက္ကသိုလ်မှာဆေးပညာသင်တဲ့အာယုဝေဒဆေးပညာသင်တဲ့ Herbal Medicine ပေါ့သစ်မြစ်သစ်ဖူးကနေဖော်ပြီးတော့ဖော်ဆက်တဲ့ Herbal Medicine ခဏခေတ်မှာပြန်ပြီးတော့ခေတ်စားလာတယ်နော်အမေရိကန်နိုင်ငံမှာတောင်မှပဲဒီသစ်ပင်တွေသစ်မြစ်တွေဒါတွေကို research လုပ်ပြီးတော့ပြန်ထုတ်လုပ်နေရအဲ့တော့ရှေးတုန်းကတစ်ခေတ်တစ်ခါတုန်းက9နှစ်ကြာအောင်ဆေးပညာအတက်ကိုသင်တဲ့ကျောင်းသားတယောက်အလုံးကဇီဝကလို့သိကြတယ်ပေါ့သူသင်တာ9နှစ်ကြာသူသင်ပုံသင်နည်းရလည်းပဲဘလောက်ထက်မြက်တုံးဆိုလို့ရှိရင်မြန်လဲသင်တယ်တနေ့ကိုများကြီးလဲသင်တယ်သင်ထားသမျှလဲမှတ်မိတယ်မေ့ပြောက်သွားတာမရှိဘူးဆိုတဲ့အဲ့ဒီအချက်တွေနဲ့ညီညွတ်အောင်9နှစ်ကြာသင်ထားတဲ့ပညာရအလွန်များပြားတယ်လွန်များပြားတယ်အများကြီးလည်းသင်တယ်တဲ့အမြန်ကြီးလည်းသင်တယ်သင်သမျှလည်းမှတ်သားနိုင်တယ်မေ့ပြောက်ခြင်းလည်းမရှိဘူးအဲ့ဒီလိုဆေးပညာရသစ်ပင်တစ်ပင်ရဲ့အသုံးအဆွဲကနေစပြီးတော့မြက်ပင်ကလေးတစ်ပင်ကစပြီးတော့ဘာသုံးရတယ်ဘယ်လိုဂုဏ်တတ္တိတွေရှိတယ်ဆိုတာသူလေ့ကျင့်သင်ကြားလိုက်တာဆေးပညာအတက်ကကုံသွားလားဆိုမကုံ
မကုံတော့သူဆရာစီချင်းကပ်ပြီးတော့မေးတယ်သူတင်တာ9နှစ်ရှိသွားပြီတဲ့ဒါကုန်ပြီလားလို့ဆိုဆရာကြီးကပြောတယ်ဘယ်ကုန်မလဲတဲ့ပညာကတော့ဒါပေမဲ့လို့မင်းဘဝအသက်ဝမ်းကြောင်းအသက်မွေးဖို့အတွက်ကတော့ငါပြောမယ်တဲ့တင်ရင်းလေးတစ်ချောင်းယူသွားဟောဒီမျိုးရဲ့ပတ်ဝန်းကျင်တယူစနာဆိုတာ10မိုင်အတွင်းရှိတဲ့သစ်ပင်တွေကိုမင်းသွားလေးလာဘာပင်မှမကြံစေနဲ့လေးလာခဲ့အဲ့ဒီထဲမှာဆေးဘက်မဝင်တဲ့သစ်ပင်ရှိရင်မင်းယူလာခဲ့ငါပြဆိုအဲ့ဒါဆောင်းဝဲစစ်တာပဲသူနော်ဆောင်းဝဲစစ်လိုက်တာအဲ့ဒီနည်းနဲ့ဆောင်းဝဲစစ်တာအခုခေတ်တည်းဆောင်းဝဲနဲ့စစ်ရင်တော့အကုန်ကြမယ်ထင်နေချာတာနော်အဲ့ဒီလိုဆောင်းဝဲစစ်ရင်တော့ဘာဖြစ်လို့လဲဆိုအခုခေတ်ကတော့နှုတ်တိုက်ကျက်ပြီးတော့မေးခွန်းတောင်မှပဲဘယ်ကမေးမယ်ဆိုတာကိုကြိုတင်သိထားပြီးတော့မှဖြေကြတာတွေကများနေတယ်ဘုန်းကြီးဆောင်ဝဲပဲဖြစ်ဖြစ်လူဆောင်ဝဲပဲဖြစ်ဖြစ်စပေါ့ရိုက်တယ်မေခွန်းတွေနဲ့သွားတယ်ဆိုတော့ပညာဆိုတာအပြင်ကညာနေတာမျိုးဖြစ်ကုန်တယ်ကိုဟာနော်အပြင်ကညာတာမျိုးတွေဖြစ်ကုန်တယ်အေးအဲ့ဒီလိုဆောင်ဝဲစစ်လိုက်တာတပင်းတစ်ချောင်းယူပြီးတော့လိုက်ရှာဆေးဘက်မဝင်တဲ့အပင်တပင်းမှရှာမလို့ဟိုပင်လေးကြည့်လိုက်လဲဘာသုံးလို့ရဒီပင်လေးကြည့်လိုက်လဲဘာသုံးလို့ဒီအမြင့်ကဘယ်လိုသုံးတယ်ဆိုတာတွေနဲ့ကြီးပဲအကုန်လုံးသူ့မှာအလကားသားပေါက်တဲ့အပင်ဆိုတာရှာလို့မတွေ့ခဲ့ဘူးရှာလို့မတွေ့တော့ဆရာကြီးကပြောတယ်မင်းဆေးပညာတတ်ပြီအိမ်ပြန်ရင်ပြန်တော့လို့ဆိုပြီးတော့ရိတ်ခါနည်းနည်းလေးပေးပြီးဆရာကြီးကကြီးပြန်လွတ်တယ်ဘာဖြစ်လို့ရိတ်ခါနည်းနည်းပေးတော့ဆိုရင်ဒီကောင်လမ်းသွားလို့ရှိရင်ရိတ်ခါပြတ်လိမ့်မယ်ပြတ်ရင်သူဆေးပညာနဲ့ကုလိမ့်ဆေးအိတ်လွယ်သွားတာလည်းမဟုတ်ဘူးဆေးစာလည်းဖတ်เสียမရှိဘူးသူ့မှာမျက်စိလည်းမြင်တာနဲ့ပဲကုလို့ရမှာသူနော်အဲ့ဒီခေတ်ကနှချက်လည်းမပါဘူးအလည်းမပါဘူးနော်နှချက်နဲ့လည်းစမ်းမှာမဟုတ်ဘူးအနဲ့လည်းထိုးမှာမဟုတ်ဘူးသူကဆေးအိတ်လည်းမပါဘူးဆေးတစ်တာလည်းမပါဘူးဒီတိုင်းသွားယောဂတွေးတာနဲ့မိဖို့ကြောင့်တဲ့ဟာနဲ့လည်းကုကျင်ကုတယ်တစ်ပင်ကအခေါက်နဲ့လည်းကုကျင်ကုတယ်ဒီလိုနဲ့ကုသွားတာယောဂတွေကုသွားတာအများကြီးပဲအဲ့တော့အဲ့ဒီတုန်းကတစ်ချိန်တုန်းကဒါယုံနှန်းစကားမဟုတ်ဘူးဆေးပညာအနေနဲ့အဲ့ဒီတုန်းကအလွန်မြင့်မားခဲ့တယ်ဆိုတာကိုပြောပြအလွန်မြင့်မားခဲ့တဲ့ပညာရက်တစ်ခုဟာလောကမှာထင်ရှားခဲ့သေးတယ်အဲ့တော့လောကမှာလူတွေလက်လန်းမမီတဲ့ပညာရက်တွေဟာအများကြီးရှိနေသေးတယ်တော်တယ်မှာရှိတဲ့သစ်ပင်တွေရဲ့အမည်နာမခေါ်ဖို့တောင်မှပဲအမနာမခဲရင်နေပေါ့အသုံးဆွဲသိဖို့ဆိုတာတော့ဝေလာဝေးအဲ့တော့လောကမှာအစွမ်းတကူဆိုဒီမှာပညာလောက်ကြီးမားတဲ့အစွမ်းတကူဟာမရှိဘူးဒါကြောင့်မို့လို့လူတွေဟာလူဘဝရောက်လာတာနဲ့မကြဘူးမိဘတွေကနေပြီးတော့3-4နှစ်အရွယ်ကနေစပြီးတော့မူကြိုဆိုပြီးတော့ကြောင်းထားကြအဲ့ဒီကနေမူလတန်းကနေသင်လိုက်ကြရတာတေတီထိပဲသင်နေကြအကုန်လုံးပညာရက်ဆိုတာဆုံးသွားတာတော့မရှိဘူးပညာကတော့မဆုံးဘူး course ကတော့ကုန်ရင်ကုန်မှာပေါ့ဘွဲရတာတော့ရှိရင်ရှိမှာပေါ့ပညာကုန်လို့ရတာမဟုတ်ဘူးသင်တန်းကုန်လို့ရတာနော်သင်တန်းကုန်လို့ဘွဲရတာပဲဖြစ်အဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာသိစရာတွေကိုအကုန်သိလို့ဗုဒ္ဓလို့ခေါ်တာဒီလိုသိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုသိတာလက်တဆုပ်စာလေးပဲသိတယ်မြတ်စွာဘုရားသိတာကျတော့လက်တဆုပ်စာမကဘူးအများကြီးသိတယ်မြတ်စွာဘုရားကတခါဟောတယ်တစ်တော်ထဲမှာသိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လာငါလက်ထဲကသိရွက်ကလေးတွေတောကြီးထဲမှာရှိတဲ့သိရွက်နဲ့ငါလက်ထဲမှာရှိတဲ့သိရွက်ဘယ်ဟာများတော့ဆိုတော့ယဟန်တွေကိုမေးတော့ယဟန်တွေကအရှင်ဘုရားတဲ့တောထဲမှာရှိတဲ့သိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်ဘုရားလက်ထဲရှိတဲ့သိရွက်ကဘယ်လောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတတော်ထဲမှာရှိတဲ့သိရွက်တွေလိုပဲအများကြီးပဲတဲ့ငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့
တိရွယ်ဆုတ်ကလေးလောက်ပဲဟောတာတဲ့အဲ့တော့ပညာရဘလောက်ကျဲတယ်ဆိုတာဆင်ញင်စဉ်းစားကြည့်ဖို့လိုရတယ်မြတ်စွာဘုရားအဲ့ဒီပညာရက်တွေကိုအချောင်ရတာလားလို့မေးကြည့်ဘယ်ဟုတ်မလဲတဘွားနဲ့သင်လို့မရဘူးလေးသိင်ချိန်တဲ့ကဘာတသိန်းလို့ဆိုတဲ့မရေတွက်နိုင်တဲ့ကဘာ၄ခါကြုံရေတွက်လို့ရတာကတသိန်းမရေတွက်နိုင်တဲ့ကဘာပေါင်းက၄ခါကြုံပြီးတော့ရေတွက်လို့ရတာတသိန်းကိုလေးသိင်ချိန်တဲ့ကဘာတသိန်းလို့ခေါ်တယ်အဲ့ဒီလေးသိင်ချိန်တဲ့ကဘာတသိန်းလေ့ကျင့်ပြီးတော့ယူမှပညာပါရမီအပါဝင်ပါရမီတွေဖြည့်ကျင့်ပြီးတော့မှဘုရားဖြစ်သူရောက်တာဘုရားဖြစ်သူရောက်တော့လေဘုရားမဖြစ်ခင်ကဒါတွေအကုန်သိလားဆိုမသိဘူးမသိနိုင်ဘူးဘုရားဖြစ်လိုက်တာနဲ့တပြိုင်နက်ဗုဒ္ဓဆိုတဲ့တိတုပုဂ္ဂိုလ်ဖြစ်ကိုရောက်ရှိသွားအဲ့ဒါဟာလေလမ်းစဉ်အတိုင်းတရားဓမ္မကျင့်တဲ့အခါမှာအတိညာဏ်ဆိုတာပွင့်လင်းသွားတာဖြစ်တယ်ကိုကျင့်တရားတွေတမာရီတရားတွေဒီစွမ်းအားတွေနဲ့အတိညာဏ်ပွင့်လင်းသွားတဲ့အချိန်ဆိုတာဖြစ်ပေါ်လာခဲ့တာအဲ့ဒီကြတော့မှဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တာအဲ့တော့ဂုဏ်တော်၉ပါးထဲမှာကြည်လိုက်မယ်ဆိုလို့ရှိရင်အရဟံရဲ့နောက်မှာဒုတိယဂုဏ်တော်ကသမ္မာသမ္ဗုဒ္ဓောသမ္မာဆိုတာအမှန်အတိုင်းတန်ခါကိုယ်တိုင်ဗုဒ္ဓကိုသိတာနော်အဲ့ဒီဂုဏ်တော်ကိုကြည့်မယ်ဆိုရင်လေအမှန်အကန်ကိုယ်တိုင်သိတယ်သစ္စာလေးပါးကိုအမှန်အကန်ကိုယ်တိုင်သိလို့သမ္မာသမ္ဗုဒ္ဓလို့ခေါ်တယ်အခုဒီဗုဒ္ဓကြတော့လည်းပဲဘုဇ္ဇတိတိဗုဒ္ဓသိတယ်လို့ဆိုအတိညာဏ်နဲ့ပတ်သက်ပြီးတော့ဂုဏ်တော်၉ပါးထဲမှာဂုဏ်တော်2ပါးကအတိညာဏ်နဲ့ပတ်သက်ပြီးခွဲခြားထားတယ်လို့အတိညာဏ်ဘလောက်အရေးပါတယ်ဆိုတာစဉ်းစားကြည့်နော်ဒီထဲမှာတီးခြားသိတာလေးတွေပါသေးတယ်ဘာတွေတော့ဆိုဝိဇ္ဇာစရဏတမနောဝိဇ္ဇာဆိုတာလေအတိညာဏ်ပဲလောကဝိတုလောကအကြောင်းသိတယ်ဆိုတာလေအတိညာဏ်ပဲနော်လောကအကြောင်းကိုသိတယ်ဆိုတာလေအတိညာဏ်ပဲဗုဒ္ဓသိသူဆိုတာလေအတိညာဏ်ပဲဟောအတိညာဏ်နဲ့ပတ်သက်ပြီးတော့ဂုဏ်တော်တွေထဲမှာအရေးပါလို့ထည့်ထားတာဒါကြောင့်မို့လို့လောကမှာအရေးကြီးဆုံးကဘာလဲဆိုပညာရေးဆိုပြီးတော့ခဏခေတ်မှာလည်းပဲပညာရေးကိုလေးပေးပြီးတော့သင်ကြားနေကြတာပေါ့ပညာဟာလူရဲ့တန်ဖိုးလို့ဆိုပြီးတော့ပြောနေကြတာတကယ်လည်းပဲသိသူနဲ့မသိသူဟာအလွန်ကွာခြားတယ်ပေါ့မသိတဲ့ပုဂ္ဂိုလ်ဟာဘယ်အရာပဲဖြစ်ဖြစ်မသိသည့်အတွက်ကြောင့်သူ့အတွက်မှာအရာခတ်သိမ်းဟာမှောင်ကျနေသလိုဖြစ်တယ်သိတဲ့ပုဂ္ဂိုလ်ကတော့အရာခတ်သိမ်းသူ့အတွက်မှာလင်းချင်းပြီးတော့ဘာလို့သူဟာအတိညာဏ်ရှိရှိနဲ့လှုပ်သွားတာအတိညာဏ်ရဲ့တန်ဖိုးဟာအမှန်တမ်းကြီးပါတယ်အဲ့ဒီမှာသမ္မာသမ္ဗုဒ္ဓဆိုတဲ့ဗုဒ္ဓနဲ့ဒီဗုဒ္ဓောဘဂဝါဆိုတဲ့ဗုဒ္ဓဘာထူးလဲထူးခြားမှုရှိလားလို့မေးစရာအကြောင်းရှိလားမေးစရာအကြောင်းရှိလားအတိညာဏ်ကို2ပိုင်းခွဲပြီးတော့ပြောလိုက်တာသမ္မာသမ္ဗုဒ္ဓသိတယ်ဆိုတာအမှန်တရား၄ပါးကိုမှန်မှန်ကန်ကန်ကိုယ်တိုင်သိတယ်ဆိုတာသစ္စာ၄ပါးကိုသိတာဆိုလိုတယ်လောကမှာအမှန်တရားကိုသိမှတဏှာဝကလွတ်ဖို့ဆိုတဲ့လမ်းစာကိုတွေ့နိုင်အမှန်မသိဘဲနဲ့တဏှာဝကလမ်းစာဆိုတာမတွေ့နိုင်ဆိုပါစို့ကိုယ်မှာပြဿနာတစ်ခုရှိတယ်ပြဿနာတစ်ခုရှိလာပြီလူတွေမှာလည်းလူမှုရေးပြဿနာစီးပွားရေးပြဿနာဘာပြဿနာညာပြဿနာတွေ problem တွေပေါ့ problem တွေရှိလာပြီဆိုလို့ရှိရင် problem ရှိတာသိုံနဲ့ပြီးလာလို့ဆိုမပြီးဘူးเนาะ problem ဆိုတဲ့ပြဿနာကိုသိဖို့ကတခုပဲသိသေးတယ်ဘာသိဖို့လိုတော့ဆိုဒီ problem ဆိုတဲ့ပြဿနာဟာဘာကြောင့်ဖြစ်တာလဲအကြောင်းရင်းကိုသိဖို့လိုတယ် the cause of problem cause ကိုသိရမယ်အဲ့တော့အကြောင်းလည်းသိတယ်အကျိုးလည်းသိတယ်ပြဿနာကိုလည်းသိတယ်ပြဿနာရဲ့အကြောင်းကိုလည်းသိတယ်ဒီလောက်နဲ့လုံလောက်ပြီလားဆိုမလုံလောက်ဘူးပြဿနာဆိုတာအဖြေရှိသေးတယ်လေအဖြေရှာနိုင်ရမယ်နော် solution ဆိုတဲ့အဖြေအဲ့ဒီအဖြေကိုလည်းသိဖို့လိုတယ်ဒါဖြင့်အဖြေဆိုတာဟုတ်ပြီပြဿနာငြိမ်းတာကိုသိပြီသိတော့
အဲ့ဒီပြဿနာငြိမ်းတဲ့နိလန်းအဖြေဆိုတာဘာလဲလို့ဆိုတာကိုလည်းသိရမယ် the way of the solution of problem ဒီလိုဆိုတာပေါ့အဲ့တော့လေးပဲလေးတန်သိမှကိစ္စပြီးတယ်ပြဿနာကိုလည်းသိတယ်ဒီပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိတယ်ပြဿနာကိုဘယ်လိုဖြစ်ပြဿနာရဲ့အင်းငိမ့်မှုကိုလည်းသိတယ်ဘယ်လိုနည်းနဲ့အင်းငိမ့်နေဆိုတာကိုလည်းသိတယ်ဟောလေးပဲလေးတန်ပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်သိမှဒီပြဿနာအဖြေထုတ်နိုင်တာဖြစ်တယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်ပြဿနာတစ်ခုအဖြေမှန်မထုတ်နိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာအဖြေမှန်ထုတ်နိုင်တဲ့နည်းလမ်းကိုမသိဘူးဆိုရင်ဘယ်တော့မှအဖြေရမှာမဟုတ်ဘူးအင်းငိမ့်မှာမဟုတ်ဘူးကဲဘုန်းကြီးတို့တွေကြုံတွေ့နေရတဲ့ဘဝပြဿနာတစ်ခုကိုရှင်းကြည့်ဘဝပြဿနာတစ်ခုကိုကြည့်လူတိုင်းရင်ဆိုင်နေရတဲ့ဘဝပြဿနာတစ်ခုကဘာတော့ဆိုတဖြည်းဖြည်းအိုမင်းလာခြင်းယောဂဝေဒနာရခြင်းသိဆုံးရခြင်းဒါကြီးမားတဲ့ပြဿနာကြီးတစ်ခုတခြားလူမှုရေးပြဿနာတို့စီးပွားရေးပြဿနာတို့မိသားစုပြဿနာတို့နိုင်ငံရေးပြဿနာတို့ဘာတွေတို့ဆိုတာရှိချင်မှရှိတာလေလူတိုင်းမတွေ့ဘူးမဟုတ်လားအဲ့ဒီပြဿနာတွေလူတိုင်းမတွေ့ဘူးနိုင်ငံတိုင်းလည်းမတွေ့ဘူးအဲ့တော့လူမျိုးတိုင်းလည်းတွေ့တယ်ဘာသာဝင်တိုင်းလည်းတွေ့တယ်သက်ရှိတရဝမှန်သမျှတွေ့ကြုံနေရတဲ့ပြဿနာဘာလို့ဆိုရင်အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ပြဿနာပဲဒီပြဿနာဘယ်သူဖြေရှင်းနိုင်တယ်လဲဘာကြောင့်ဒီပြဿနာဖြစ်နေရသလဲဒီပြဿနာဘယ်မှာအဆုံးသတ်မလဲအဆုံးသတ်တဲ့နိလန်းကိုရှိသလားလို့ဒီအချက်၄ချက်ကိုမှမသိဘူးဆိုရင်ဒီပြဿနာဘယ်လိုလုပ်ဖြေရှင်းဘုန်းကြီးတို့မလေးရှားသွားပြီးတော့သင်တန်းပို့ချတော့ဒါ human problem လို့ခေါ်တယ်။ဘုရင်နာချင်းသိချင်းဆိုတာ problem လို့ခေါ်တယ်လို့ဆိုအမျိုးသမီးတယောက်ကထပြီးတော့မေးတယ်ဆရာတော်တဲ့ဒါသဘာဝတရားပဲမဟုတ်လားတဲ့ပြဿနာမဟုတ်ဘူးတဲ့နော်အိုရနိုင်ရသေးတယ်ဆိုတာလူသဘာဝပဲပေါ့ပြဿနာမဟုတ်အေးမင်းအဲ့ဒါကိုပြဿနာလို့မမြင်သမျှကာလပတ်လုံးဖြေရှင်းဖို့မင်းဘယ်တော့မှမကြိုးစားတော့ဘူးလို့ငုံခံမှာပဲလေဟုတ်တယ်မဟုတ်ပြဿနာကိုပြဿနာလို့တောင်မသိဘူးဆိုရင်ငုံခံနေမှာပဲလေဖြေရှင်းဖို့ဘယ်တော့မှမကြိုးစားဘူးလို့အဲ့ဒါကြောင့်မို့လို့ပြဿနာကိုပြဿနာလို့မြင်ဖို့ဟာနံပါတ်1အရေးကြီးဆုံးပဲဒါဟာပြဿနာပဲအခုကျောင်းသားလူငယ်လေးတွေကျောင်းသူလေးတွေငယ်ငယ်လေးတွေပါလာကြတယ်သူတို့ဒီရွယ်မှာသူတို့ဘာမှမစင်စားသေးဘူးပျော်နေငယ်ငယ်လေးပဲအေးအဲ့ဒီငယ်ငယ်လေးတွေအခုဒီက15နှစ်10နှစ်15နှစ်16နှစ်အရွယ်လေးတွေကလှမ်းပြီးတော့ဟိုဘက်အနှစ်60လောက်သွားကြည့်လိုက်အနှစ်60လောက်ရဲ့နောက်ပိုင်းကိုမင်းတို့မျှော်ကြည့်လိုက်လို့ရှိရင်မင်းတို့ကောင်ကသပင်တွေအဖြူကြံသေးအနက်ကြံသေးလားဆိုတာကြည့်စိတ်ဆိုးရင်တော့ရတာပေါ့ကွာသပင်နဲ့ထာရှိအောင်မလားသွားရရောဒီအတိုင်းကြံမမလားနော်မျက်စိကရောအခုတိုင်းကောင်းမမလားပရည်တွေမတွန်မဲနဲ့အခုတိုင်းလို့ချောချောလှလှလေးတွေရှိပါမလားဆိုတာစဉ်းစားတာကြည့်လိုက်အဲ့ဒီမှတ်တိုင်ကိုမင်းတို့ကြော်သွားနိုင်မလို့ထင်လားဘယ်တော့မှမကြော်နိုင်ဘူးနော်အခုဘုံဘုံတို့ရောက်နေတဲ့မှတ်တိုင်ကြီးကိုမင်းတို့ရောက်အောင်မယ်သွားတွေကပြုတ်ထွက်ကုန်ပြီနော်မျက်စိတွေကမှုံကုန်ပြီသပင်တွေကဖြူကုန်ပြီဟိုနာရိုင်ဒီနာရိုင်ဟိုနာရွက်ဒီနာရွက်နဲ့ဆိုပြီးတော့အိမ်အိုကြီးတို့တဖြည်းဖြည်းဖြစ်လာအဲ့ဒီပြဿနာမရှိဘူးလားဆိုရှိတနေ့ကျတော့ရင်ဆိုင်တယ်ငယ်တော့ဘုန်းကြီးစဉ်းစားတာရွာထဲမှာနေတော့အဖိုးကြီးတွေဖွားကြီးတွေတွေ့တယ်ရှုံရှုံတွားတွားကြီးတွေတော့ဆိုတော့ဟိုဟာသူတို့မွေးတယ်ဒီအဖိုးအိုကြီးတွေဖွားအိုကြီးတွေပဲလို့ဒီလိုထင်တော့ကိုကတော့သူတို့လိုဖြစ်လာမယ်လို့တခါမတွေ့ဘူးတခါမတွေ့ဘူးဒီအဖိုးကြီးက
သူမွေးတယ်ဒီပုံစံကြီးမွေးတယ်မှာရဲ့လို့အောင်းမေးတာနော်မစင်စားဘူးတခါမှမစင်စားသည့်အတွက်ကြောင့်ကြောက်လည်းမကြောက်ဘူးနောက်ကြတော့သူတို့လည်းငယ်ငယ်တုန်းကငါတို့လိုပဲနောက်ပိုင်းကျတော့ဒီလိုတွေရုပ်ရှုံတွဖြစ်ကုန်တာပါလားနော်ငါမြေးတို့ရဲ့မင်းတို့အကုန်ဟောဒီကြည်အောင်အဘိုးဖြစ်ပုံဆိုတာမျိုးဆိုရတဲ့အကိုင်းရောက်သွားတာနော်သွားရကျိုးလို့တစ်မျိုးတစ်ဖုံခါကိုင်းနားထိုင်မျက်စိမှုံဆိုတာသက်ကြီးဖြစ်လာတဲ့ဟာတွေအဲ့တော့သဘောပေါက်ခဲ့ဘူးခုတော့ပေါက်နေပါပြီသဘောပေါက်ခဲ့တာပြောပြအဲ့တော့အဲ့ဒါကိုပြဿနာလို့မြင်မှဖះလောင်းနေကြတော့အဲ့ဒါကိုပြဿနာတစ်ခုအနေနဲ့ကြည့်တတ်တယ်အဲ့ဒီပြဿနာကြည့်ပြီးတော့ဒီပြဿနာဘာကြောင့်ဖြစ်တာတုံးလို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ရှင်လိုက်ရှာလိုက်တဲ့အခါကျတော့ငါမွေးလာလို့အိုရတာပဲမမွေးရင်မအိုရဘူးဇာတိပစ္စယစရာမရဏငါအကယ်၍မမွေးခဲ့ဘူးဆိုရင်အခုလို့အဖိုးအိုအဖွားအိုဖြစ်မှာမဟုတ်ဘူးဒီလိုစဉ်းစားတာနော်ဒါဖြင့်မွေးတာကဘာကြောင့်မွေးတာတုံးဆိုရင်ဘဝရှိလို့မွေးနေတာဘဝဆိုဒီမှာကံတရားနဲ့ဖြစ်ပေါ်လာတဲ့ခန္ဓာတွေပေါ့ဘဝပစ္စယဇာတိဘဝရှိလို့မွေးတာဒါဖြင့်ဒီဘဝကတော့ဘာဖြစ်လို့ရှိနေရတာတုံးလို့ဆိုဥပါဒါနပစ္စယဘဝဆွဲလန်းရှိနေလို့တွေ့တာလို့ဖြစ်နေတာကိုယ်တိုင်းကိုယ်ကလိုချင်နေတာတွေ့တာနေလိုချင်သလားမလိုချင်သလားကိုယ်ဘဝကျင့်တတ်နေသလားမကျင့်တတ်ဘူးလားစဉ်းစားကြည့်လူသားတွေကသာကိုယ်ဘဝကျင့်တတ်တာမဟုတ်ဘူးခုတရိစ္ဆာန်တွေလည်းသွားမေးကြည့်ကျင့်တတ်တယ်နော်ကျင့်တတ်လူဖြစ်ရှင်သလားဆိုခေါင်းရမ်းမှဒီကောင်းနေလူတွေမဖြစ်ကြပါဘူးလူကအလုံးရှုပ်တယ်ကျောင်းနေရတာနဲ့စကျဲရတာနဲ့သူတို့အေးအေးဆေးဆေးပဲဘာမှလုပ်เสียမလို့နော်တကယ်သိလူဖြစ်ချင်မှာမဟုတ်ဘူးအဲ့တော့ကိုယ်ဘဝလေးကိုကျင့်납ပြီးတွေ့တာနေတာကိုဥပါဒံလို့ခေါ်တာပဲအဲ့ဒီဥပါဒံဟာဘာကြောင့်ဖြစ်ရတာတုံးဆိုတဏှာဆိုတဲ့လိုချင်တတ်မဲ့မှုကလာတာရှင်းတန်လာတဲ့အခါဥပါဒဒါဖြင့်ဒီတဏှာကတော့ဘာလို့ဖြစ်ရတာတုံးဆိုဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အတိုင်းစိတ်ရဲ့ခံစားမှုတွေကြောင့်ဖြစ်တာစိတ်ကခံစားမှုလေးတွေရှိသည့်အတွက်ကြောင့်ตายဝယ်ခံစားမှုလေးဆိုလိုချင်လာအဲ့ဒီလိုချင်မှုလေးတွေကြောင့်တဏှာဝေဒနာပစ္စယတဏှာဆိုတာလားဒါဖြင့်အဲ့ဒီဝေဒနာကတော့ဘာကြောင့်ဖြစ်ရတာတုံးလို့ဆိုအာယုန်နဲ့စိတ်နဲ့ဆက်သွယ်မိသွားတာဆက်သွယ်မှုရှိလာလို့ရှိရင်ဖြစ်တာပဲလေခုခေတ်လူချင်းသာပြောကြတာမလေးအိုးချင်းထားရင်အိုးချင်းညှိတယ်လေကြိုးချင်းထားကြိုးချင်းညှိအိုးချင်းထားအိုးချင်းထိတယ်နော်အာယုန်မှာလည်းဒီတိုင်းမှာပဲထိနာပဲအမြဲတမ်းစိတ်နဲ့အာယုန်ထိတာအဲ့ဒါကိုဖတ်တာလို့ခေါ်တာဒီဖတ်တာကဘာလို့ဖြစ်ရတာတုံးဆိုမျက်စိနာနာလျှာကာယမနဆိုတဲ့ sense organ တွေရှိကြောင်းရှိလို့ဖြစ်တယ်အဲ့ဒီ sense organ တွေကဘာကြောင့်ဖြစ်တာတုံးဆိုနံတရားတွေနဲ့ယုတ်တရားတွေရှိလို့နံတရားယုတ်တရားတွေကဘာကြောင့်ဖြစ်တာတုံးဆိုအတိစိတ်ပဋိသန္ဓေဆိုတဲ့ဝိညာဉ်လေးလာလို့အဲ့ဒီဝိညာဉ်လေးကဘာကြောင့်ဖြစ်ရတာတုံးဆိုသင်္ခါရပစ္စယဝိညာဏကံတရားတွေကြောင့်ဖြစ်တာအဲ့ဒီကံတရားကဘာကြောင့်ရှိနေရတာတုံးဆိုအဝိဇ္ဇာပစ္စယသင်္ခါရမှမသိခဲ့ဘူးမှမသိလို့ဒါတွေရှိနေတာဟောမြတ်စွာဘုရားပရိစ္ဆေသမုပ္ပါဒ်မှာအဖြေတွေထုတ်ပေးထားဘဝတစ်ခုရဲ့အဖြေတွေဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတွေကိုရှာပြထားတယ်အကြောင်းတွေရှာပြတယ်လို့ solution ကိုလည်းပြထားတယ်မသိဘူးဆိုတာမရှိရင်မင်းတဏ္ဍာမှာကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်ရင်ပရိသေဝိညာဉ်ဆိုတာမလာဘူးမလာလို့ရှိရင်နာယုတ်တွေမဖြစ်ဘူးနာယုတ်တွေမဖြစ်လို့ရှိရင် sense organ တွေမလာဘူး sense organ တွေမရှိဘူးဆိုရင်ဖတ်တာဆိုတဲ့ contact တွေမလာဘူးဖတ်တာမလာရင်ဝေဒနာမလာဘူးဝေဒနာမလာလို့ရှိရင်တဏှာမလာဘူးတဏှာမလာရင်ဥပါဒံဆိုတာမလာဘူးဥပါဒံမလာရင်ဘဝဆိုတာမလာဘူးဘဝမရှိရင်ဇာတိမရှိဘူးဇာတိမရှိရင်ဩရဏရသေတာမရှိဘူးဆိုဟော solution ကိုပြသွား
အဲ့ဒါလို့အကြောင်းနဲ့အကျိုးနဲ့ဒီလိုမှန်မှန်ကန်ကန်လေးဘက်လေးတန်ကပြည့်ပြည့်စုံစုံသိတာကိုသမ္မာသမ္ဗုဒ္ဓောလို့ပြောတာနော်သမ္မာသမ္ဗုဒ္ဓောလို့ပြောတာအဲ့ဒီလိုသိလို့သမ္မာသမ္ဗုဒ္ဓဖြစ်တယ်တာမန်ပညာမဟုတ်ဘူးအဗ္ဗဓမ္မလေးနဲ့မှန်ကန်တဲ့သဘာဝတရားကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်နိုင်တဲ့အသိပညာမျိုးကိုမြတ်စွာဘုရားရခဲ့ဘုဒ္ဓောဆိုတာကြတော့အဲ့ဒီ၄မျိုးတင်သိတာလားလို့ဆိုတော့မဟုတ်ဘူးသိเสียလောကမှာရှိသမျှသိเสียမှန်သမျှအကုန်သိတယ်ယာဝတကံညေယံတာဝတကံညာဏံနဲ့ယာဝတကံညေယံသိเสียရှိသလောက်တာဝတကံညာဏံညာကလည်းလိုက်သိတယ်ယာဝတကံညာဏံတာဝတကံညေယံညာနဲ့သိလို့ရတာမှန်သမျှလည်းသိเสียတွေကရှိနေတယ်လို့ညာနဲ့သိเสียအကြောင်းအရာတွေနဲ့အတိညာနဲ့သိเสียအကြောင်းအရာတွေဟာအားလုံးဟာကွတ္တိဖြစ်တယ်မြတ်စွာဘုရားသိเสียကလည်းမကြံဘူးဉာဏ်ကလည်းမကြံအောင်သိတယ်အဲ့ဒါကိုတပ္ပညုတဉာဏ်လို့ခေါ်တာပဲတစ်ချိန်တုန်းကဘာမသိညာမသိနဲ့တည်တည်ချာချာတဘာဝကြကြမလေ့လာဘူးတဲ့ပုဂ္ဂိုလ်ကတပ္ပညုတဉာဏ်ဆိုတာရှိသလားဆိုပြီးမေးခွန်းထုတ်တာတွေ့ဘူးတယ်ငယ်ငယ်တုန်းကကြားလိုက်တယ်တပ္ပညုအလုံးကိုသိတယ်ဆိုတဲ့အသိဉာဏ်မျိုးရှိသလားလို့ဆိုပြီးတော့ဖះကိုစောရကတက်ခဲ့တာလည်းရှိတယ်တကယ်ကတော့ပညာရဲ့စွမ်းရည်ဆိုတာတဦးနဲ့တဦးတူတာမဟုတ်ဘူးမြတ်စွာဘုရားရတဲ့ပညာမျိုးရဖို့ဆိုတာအမှန်တမ်းတမန်နဲ့ရတာမဟုတ်ဘူးတမန်အထုတ်ယုံနဲ့ရတဲ့ပညာမျိုးမဟုတ်ဘူးအဲ့ဒီပညာမျိုးကြောင့်ပညာမျိုးရှိလို့တပ္ပညုတဉာဏ်ဆိုတာရှိတယ်တပ္ပညုဆိုတာအရာခတ်သိမ်းကိုသိတာအရာခတ်သိမ်းကိုသိတယ်လို့ဆိုတဲ့နေရာမှာအမြဲတမ်းကြီးသိနေတာလားဆိုတာအမြဲတမ်းရှိပြီးအမြဲတမ်းသိနေတယ်ဆိုရင် omnipresent လို့ခေါ်တယ်အင်္ဂလိပ်အမြဲတမ်းရှိအဲ့ဒီဉာဏ်ကြီးကမီးတော့ကြီးမီးထွန်းထားသလိုမီးကိုတညာလုံးထွန်းထားရင်တညာလုံးအလင်းရောင်ကြီးရှိနေသလိုဒီဉာဏ်ကြီးကအမြဲတမ်းလင်းနေတာလားလို့ဆိုအဲ့ဒါမျိုးလက်မခံဘူးဖေဟာမျက်လုံးလည်းဖွင့်ကြည့်မှပဲမြင်တယ်မဟုတ်လားမိတ်ထိုင်မမြင်ဘူးလေသဘာဝကြကြဓာတ်ဆိုတာလေဘလောက်ထက်ဒိန်နဲ့ထက်ထားရင်ခုတ်လို့ရပါမလားမရဘူးတပ္ပညုတဉာဏ်ရဲ့အဓိပ္ပာယ်ကဘာတော့သိခြင်းလို့သိစရာတစ်ခုကိုသိခြင်းလို့ကြည့်လိုက်လို့ရှိရင်အလုံးရှင်းပြီးတော့သိသွားတယ်မသိလို့ခေါင်းကုတ်ရတာမရှိဘူးလို့ပြောတာနော်ပု္ပ္ပာလေးတစ်ခုမဖြစ်နိုင်လို့ခေါင်းကုတ်နေရတာမျိုးတွေမရှိဘူးတဲ့မြတ်စွာဘုရားနော်မိကွန်းလေးမဖြစ်နိုင်ဘူးဆိုခေါင်းကုတ်ကြတာလေကိုကခေါင်းကုတ်တော့လေခေါင်းကမထွက်ဘူးစပင်မဲ့ကျွတ်ကောင်းကျွတ်အသိဉာဏ်အဲ့ဒါထွက်လာမှာမဟုတ်ဘူးနော်အဲ့တော့သိချင်လို့ကြည့်လိုက်တာနဲ့တပြိုင်နက်အကုန်ရှင်းရှင်းကြီးသိတာကိုတပ္ပညုတဉာဏ်လို့ခေါ်တယ်အနာဝရဏဉာဏ်တဘာဝကြကြပဲအိတ်နေတော့ကဒီဉာဏ်ကြီးရှိနေတာမဟုတ်ဘူးမိကြီးလင်းနေတယ်လို့ဒီဉာဏ်ကြီးကအမြဲရှိနေတာမဟုတ်ဘူးသိချင်လို့ကြည့်လိုက်ရင်သိတယ်ကဲပညာတတ်တဲ့လူနဲ့မတတ်တဲ့လူနော်ကိုဖီးမဟုတ်တဲ့ပြဿနာတစ်ခုမေးလိုက်ပြီဆိုအဖြေထုတ်နိုင်ပါမလားမတတ်တဲ့လူကတတ်တဲ့လူကတော့ဥပမာဆေးပညာသင်ထားတယ်ဆေးပညာတတ်တဲ့ပုဂ္ဂိုလ်ကဆေးပညာနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုကိုမေးလိုက်မယ်ဆိုကျန်တဲ့ပုဂ္ဂိုလ်ကခေါင်းကုတ်ချင်တိုင်းကုတ်နော်အနာသာပေါက်သွားမယ်ဉာဏ်ကတော့ထွက်လာမှာမဟုတ်ဘူးသိမှမသိတာသင်ထားတဲ့ပုဂ္ဂိုလ်じゃသိတယ်မဟုတ်လားဘာဖြစ်လို့သင်ထားတဲ့ပုဂ္ဂိုလ်ကသိပြီးမသင်တဲ့ပုဂ္ဂိုလ်ကဘာလို့မသိတာတော့လို့ဆိုပညာရဲ့စွမ်းအားချင်းမတူတာပေါ့ဒီလိုဆိုလို့လေဒါကြောင့်မို့မြတ်စွာဘုရားကြတော့ဘာသိခြင်းလို့ကြည့်လိုက်တာနဲ့တပြိုင်နက်အစီအတာမရှိအကုန်လုံးအကျွမ်းကြံမရှိအကုန်သိတယ်အကြောင်းကိုလည်းသိတယ်အကျိုးကိုလည်းသိတယ်ဖြေနည်းကားကိုလည်းသိတယ်ဖြေရှင်းချက်ကိုလည်းသိတယ်ဆိုလေးဘက်လေးတန်ပြည့်ပြည့်စုံစုံသိသွားတယ်ဒီလိုဆိုတာပေါ့အဲ့တော့သမ္မာသမ္ဗုဒ္ဓောဆိုတဲ့ဂုဏ်တော်ကြီးကသစ္စာလေးပါးကိုသိတာအဓိကထားပြီးတော့ပြောတယ်
အမှန်တရားကိုသိတာအဓိကထားပြောပြီးဗုဒ္ဓောဆိုတာကြတော့သစ္စာ၄ပါးမှတပါးဉာဏ်နဲ့သိเสียမှန်တယ်များအကုန်သိတာပြောတယ်ဒါကြောင့်မလို့ဒီနှစ်ခုခွဲထားတယ်လို့ဒီလိုဆိုတယ်နောက်တစ်ခုကကြည့်သမ္မာသမ္ဗုဒ္ဓောလို့ဆိုတာဟာသိเสียတွေကိုကိုယ်ကသိလိုက်တဲ့အသိဉာဏ်ပฏิဝေဒဉာဏ်လို့ခေါ်တယ် penetration ထိုးထွင်းပြီးတော့သိလိုက်တယ်တရားဓမ္မနဲ့ပတ်သက်ပြီးသိเสียမှန်သမျှအကုန်သိလိုက်တယ်ထိုးထွင်းသိတယ်ဗုဒ္ဓောဆိုတာကြတော့အဲ့ဒီသိတာတွေကိုသူများနားလဲအောင်ဘယ်လိုပြောရမလဲဆိုတာကိုသိတယ်ဒေသနာဉာဏ်လို့ခေါ်တယ်အဲ့ဒါလည်းမတူဘူးနော်တချို့ကတော့သိတော့သိတယ်ပြောမပြတ်တတ်ဘူးဆိုတဲ့လူတွေအများကြီးပဲသိတော့သိတယ်မပြောတတ်ဘူးတဲ့ကိုသိတာပဲကိုပြောတတ်ရမှာပေါ့လို့ဒီလိုပြောလို့မရဘူးသိတော့သိတယ်ပြောမပြတ်တတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့သူများနားလဲအောင်ရှင်းပြဖို့ဆိုရင်လူတိုင်းဟာဆရာမဖြစ်တာအဲ့ဒါကြောင့်ပေါ့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေရှိတော့လည်းပဲကိုပညာတတ်တိုင်းသူများစိတ်ဝင်စားအောင်သူများနားလဲအောင်ပြောပြနိုင်တာကအရေးချင်းတစ်ခုပဲသိတာကအရေးချင်းတစ်ခုသူတော်ဘာနားလဲအောင်ပြောပြနိုင်တာအရေးချင်းတစ်ခုသိတဲ့အရေးချင်းကိုပฏิဝေဒဉာဏ်လို့ခေါ်တယ်သူများနားလဲအောင်ပြောပြနိုင်တာကိုပฏิဒေသနာဉာဏ်လို့ခေါ်တယ်ပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်သမ္မာသမ္ဗုဒ္ဓောကပฏิဝေဒဉာဏ်ကိုပြောပြီးတော့ဗုဒ္ဓောကြတော့ဒေသနာဉာဏ်ကိုပြောတာလို့ဒီလိုအဓိပ္ပာယ်ရှိပါအနုမို့ဆိုလို့ရှိရင်သမ္မာသမ္ဗုဒ္ဓောကလည်းသိတာပဲဗုဒ္ဓောကလည်းသိတာပဲဘာလို့နှစ်ခါပြောရတာတော့ထပ်မနေဘူးလားလို့စဉ်းစားတဲ့ပုဂ္ဂိုလ်တွေမှာစဉ်းစားမိကောင်းစဉ်းစားမိလိမ့်မယ်များသောအားဖြင့်လည်းဣတိပိသောတို့ကတစ်စေကြောင်းမှရွတ်ကြတာများတာဟိုလူတွေကလည်းနော်တကယ်အနှစ်သာရသိအောင်မြတ်စွာဘုရားကိုကြီးညိုပူဇော်လိုတဲ့အနေနဲ့သိအောင်လေးလာပြီးတော့ထားမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့အစွမ်းတတ္တိခုံကြီးတွေကိုသိရှိရလို့ရှိရင်အင်မတန်မှကြည်နူးတဲ့စိတ်တွေဖြစ်လာကြည်နူးတဲ့စိတ်လာဘာဖြစ်လို့လဲဆိုလောကမှာအတုယူအားကြစရာပုဂ္ဂိုလ်ဆိုတာရှိတယ်လေအတုယူအားကြရတဲ့ပုဂ္ဂိုလ်မျိုးရှိအဲ့ဒါလို့အတုယူအားကြရမယ်ပုဂ္ဂိုလ်မျိုးတွေမှာဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုပွားခြင်းအပြင်ဘုရားကိုအတုယူအားကြမှုတွေဖြစ်လာတယ်လို့ဆိုတာပေါ့နော်ဒါကြောင့်မို့ပြောကြတယ်ဗုဒ္ဓတပူဇံမဟာတေဇဝန္တောမြတ်စွာဘုရားကိုပူဇော်လို့ရှိရင်မိမိမှာအစွမ်းတကိုးတွေတိုးတက်လာတယ်လို့ပြောတယ်ဘုရားကိုပူဇော်တာနဲ့အစွမ်းတကိုးတွေကဘယ်လိုတိုးတက်လာမြတ်စွာဘုရားလို့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တဦးကိုသူတော်စင်တူကိုမျက်မျက်နှိုးနှိုးစိတ်ထဲမှာအမြဲတမ်းထားခြင်းအပြင်ဘယ်လိုကိုယ်မှာအကျိုးကျေးဇူးတွေတက်ရောက်လာသလဲလို့ဆိုရင်ဒါရှင်းရှင်းလေးပဲရှင်းရှင်းလေးပဲအာနာရှိတဲ့လူတယောက်နဲ့သိရင်သိတာနဲ့တည်းပဲတော်တော်လေးကိုမဖြစ်ဘူးလားဗမာပြည်မှာဟောလူကြီးနဲ့သိတယ်ဆိုတာနဲ့တည်းတော်တော်အလုံးဖြစ်နေဒီလူကအဲ့တော့မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးနဲ့သိပြီဆိုရင်သူစီကတတ္တိလေးတွေတော့ရမှာပေါ့အနည်းငယ်တော့ရတာပေါ့လူယုတိရှင်ယုတိတော့ဖြစ်သွားသေးတာပဲဒါကနားလဲတဲ့ဥပမာနဲ့ပြောပြတာပါနားလဲတဲ့ဥပမာပြောပြလူတွေရဲ့တဏ္ဍာမှာထင်ဟမှုဆိုတာလေးတွေကရှိတတ်တယ်ပေါ့ထင်ဟမှုဆိုတာရှိတယ်ဒါကြောင့်မို့ရသော်ဘုရားရဲ့ဗုဒ္ဓဆိုတဲ့ခုံတော်ကြီးကိုနားလဲအောင်သဘောပေါက်ပြောမယ်ဆိုရင်သိเสียရှိသမျှတွေကိုဘာပဲဖြစ်ဖြစ်အမှန်ကန်ကိုယ်တိုင်သိတာမှန်ကန်သိတော်မူလို့ဗုဒ္ဓလို့ခေါ်တယ်အဲ့ဒီဗုဒ္ဓဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ပြန်တဲ့အခါသိသူလို့အဓိပ္ပာယ်ပြန်နောက်တစ်ခုကတော့နိုးကြားသူဆိုတဲ့အဓိပ္ပာယ်လည်းပြန်လို့ရတယ်နိုးကြားသူပွင့်လင်းသူဆိုတဲ့အဓိပ္ပာယ်လည်းပြန်လို့နိုးကြားတယ်ဆိုတာမသိတဲ့လူတွေကအိမ်မောကြနာနဲ့တူတယ်သိတဲ့လူကနိုးတဲ့လူနိုးမှသိတယ်လေအိပ်ပျော်နေရင်ဘာမှမသိဘူးအိမ်မှာသခိုးဝင်ခိုးသွားဘာမှမသိဘူးအိပ်ပျော်နေတာနိုးပြီဆိုရင်သိတယ်လေအဲ့ဒါလိုပဲမြတ်စွာဘုရားအမှန်တရားကိုသိတယ်ဆိုတာနိုးတရားတွေရဲ့ဒီမောဟဒီဟုသောတွေ့ဝေခြင်းဆိုတဲ့အိပ်ပျော်ခြင်းကနေနိုးထလာလို့အမှန်တရားတွေကိုသိတယ်လို့ဒ
ဒီလိုဆိုတာအဲ့ဒီဗုဒ္ဓဆိုတဲ့ဒီဂုံရည်ချင်းဟာအမေကပေးတာလားဆိုမဟုတ်ဘူးအဖေကပေးတာလားမဟုတ်ဘူးဆွေမျိုးကြံတိတွေကပေးတာလားမဟုတ်ဘူးနတ်မြမာတွေကပေးတာလားလို့ဆိုလဲမဟုတ်ဘူးမိမိကိုယ်တိုင်ကြင်ကြံကြိုးကုပ်အားထုတ်ပြီးတော့အားထုတ်တယ်သင်ယူတယ်ဆိုတာအသိဉာဏ်ရအောင်မိမိကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းကြောင့်ရလာတဲ့အသိဉာဏ်မျှတာဖြစ်တယ်ပေါ့ဒါကြောင့်မို့အသိပညာဆိုတာကိုယ်တိုင်ကြိုးစားပြီးတော့ရယူကြရတာဖြစ်တယ်ကိုယ်တိုင်မသိမဲနဲ့ရနိုင်တဲ့ပညာရက်ဆိုတာလောကကြီးမှာမရှိပါဘူးကိုယ်တိုင်ကြိုးစားသင်ယူမှသာလည်းရနိုင်တာဖြစ်ပါတယ်အေးမြတ်စွာဘုရားမှာလည်းဗုဒ္ဓဆိုတဲ့အသိဉာဏ်ကြီးဟာသူများပေးအပ်တဲ့အသိဉာဏ်မဟုတ်ဘူးကိုယ်တိုင်ကျင့်ကြံကြိုးကိုအထုတ်လို့ရတဲ့ပညာရတ္တာဖြစ်တယ်လို့ဒီဘုရားရဲ့အသိဉာဏ်ကြီးမားမှုအာယုံပြုပြီးတော့ဒီစိတ်ထဲမှာကြည်နူးဝမ်းသာမှုရအောင်ကြိုးစားအထုတ်ကြလောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပျောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျူးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခုနလိုဘုရားကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်သံဃာကိုအာယုံပြုမယ်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဘုရားကိုပူဇော်မယ်နော်ဘုရားနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နူးမှုတွေရအောင်လို့ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ်ဘုရားပန်းရေချမ်းအမြဲတမ်းဆက်ကပ်ဘုရားကိုအာယုံပြုဘုရားကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလို့ကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ရှေးတုန်းကကျမ်းစာတစ်စာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ကျမ်းရေးတယ်ဆိုတာပြီးအောင်ရေးနိုင်ဖို့တော်ခဲတယ်အမှန်တမ်းကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလုပ်တာအစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းခဲရင်တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်အလေးနဲ့စာကြီးတွေကိုရေးပြီးဆိုလို့ရှိရင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင်ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးတခြားအနှောက်အယှက်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူးအဲ့ဒါကိုဈာဖြတ်ဝင်လာတာကိုအန္တရာယ်လို့ခေါ်တာပါဠိစကားအန္တရာယဈာဖြတ်ဝင်ရောက်လာတဲ့အနှောက်အယှက်အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောက်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှိခိုးကြတယ်ရှိခိုးပြီးတော့ဘုရားရဲ့ဂုဏ်တော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန်တာပြီးသားဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီကံဆိုးမိုးမောင်တွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရတယ်လဲလို့ဆိုဖရာကိုအာယုပြုပြီးတော့ဘုရားနုတ္တိကိုမြတ်မြတ်ပွားရမယ်ဘုရားနုတ္တိကိုပွားတယ်အဲ့တော့ဖရာရှိခိုးတာတမန်ဩဃာသနဲ့ရွတ်ပြီးတော့ဖရာရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖရာရဲ့ဂုဏ်တော်တွေကိုအာယုပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များ
ဒီတရားတွေနဲ့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုတာလောက်ပြီးတဲ့အခါမှာကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်တတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုနဲ့သူတို့နဲ့မိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်ယဉ်ဤမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုယ်အန္တရာယ်မရောက်အောင်သူတို့ကကြည့်ရှုပြီးလူမပြောနဲ့လေဒီတမ္မာမပြောနဲ့အိမ်နာနီးချင်းနဲ့တဲ့အောင်ပေါင်းရင်တောင်မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မသိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့လားအိမ်နာနီးချင်းနဲ့တဲ့မှအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်နှတ်တို့ကိုဆောင်နှတ်တို့သွားပြီးတော့ရံမဖြစ်လေနဲ့ရံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးနော်ကောင်းကျိုးပေးမှာမဟုတ်ဘယ်သူနဲ့မှရံမဖြစ်နဲ့နောက်ဆုံးမှာကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်မျက်စောင်းထိုးကြည့်တာအနည်းဆုံးခံရမှာကြောက်လို့သာပြန်မလုပ်တာရှိမယ်နော်ဒီကောင်တွေကလည်းသိတယ်သူတို့ကဒီတရိစ္ဆာန်တွေမှာလည်းအသိရှိတယ်လေတခါလောက်ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးနဲ့မျက်စောင်းစိုးကြည့်တယ်သူတို့အမြဲတမ်းငါမြတ်ဘာလုပ်မလဲဆိုပြီးဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေနဲ့အဲ့တော့ဘသူနဲ့မှရံမဖြစ်ပဲနဲ့မေတ္တာတက်ရအောင်လှုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းအကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အကူအညီရခြင်းပဲဒါကြောင့်မို့မေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်ကုသိုလ်ကောင်းမှုလှုပ်တိုင်းဖိတ်ကြားပြီးတော့သူတို့ကိုအရေးတယူလှုပ်ပေးတာမိတ်ဆွေတောင်မှလမ်းတွေ့ရင်ကိုကအရင်ခေါ်ရတယ်အရေးတယူနှုတ်ဆက်ရင်ရင်းနှီးတယ်မခေါ်ခြင်းသလိုလိုလှုပ်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လှုပ်မှာပဲနောက်ကြလူချင်းတောင်ဒီလိုဖြစ်တတ်တာအဲ့ဒါကြောင့်မို့လို့ကံကောင်းအောင်လုပ်ဖို့ဆိုဒီမှာကိုယ်တိုင်ကရှင်ထဲကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြဲမြဲပွားပြီးတော့လုပ်မယ်ဖရာကိုအာရုံပြုပြီးတော့မေတ္တာတွေဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှသိကြတယ်မေတ္တာပို့မယ်အမြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှမော်ရောက်လာနိုင်အဲ့ဒါလို့မဟုတ်ဘူးကံကောင်းကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပိုးဆိုးတာအဲ့ကြလို့ရှိရင်ပိုးဆိုးသွားနိုင်တယ်အဲ့ဒါလို့မဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ကံကြမ္မာရဲ့အလှည့်အပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ပုံလုပ်နည်းရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဘုရားကိုအာရုံပြုမယ်စီမီပန်းရေချမ်းလှူဒန်းမယ်နော်ဆုတောင်းတာမတောင်းတာအသာထားလူတွေကဆုတောင်းတာပဲဥစားပေးတယ်နော်တောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေကိုယ်စိတ်ကြည်နူးမှုကအဓိကကြတယ်ဘုရားကုံတော်တွေကိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲရောက်အောင်တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့အမျိုးဖြစ်အောင်လုပ်အောင်ပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြတာဆုတောင်းတိုင်းကတော့မရဘူးပေါ့ဆုတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေနဲ့ထိုင်ပြီးတော့သာဆုတောင်းစာဝဲအောင်လို့ရှိရင်ဒီ9လုံးပါပါစေ6လုံးပါပါစေထိုင်တာဆုတောင်းနေစာမကျက်နဲ့ရမှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မလို့ဆုတောင်းရုံနဲ့ဘယ်ရမှမရဘူးဆုတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ်ဆုတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလုံလဝိရိယတို့အသိဉာဏ်တို့ဆိုတာလိုက်ရတယ်ပေါ့အဲ့ဒါလို့အကြောင်းအကျိုးစီလျော်စွာအလုံးလုံးမှကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်အဲ့ဒါလို့အချက်တွေကိုသိတာကိုလည်းပဲမြတ်စွာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ထဲမှာအရာခသိန်းကိုသိစွမ်းနိုင်တဲ့အသိဉာဏ်ရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအပြင်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုယုံကြည်ကြရမှာဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဤဗုဒ္ဓဂုဏ်တော်ဆိုဒီမှာသမ္မာသမ္ဗုဒ္ဓနဲ့ထူးခြားချက်ကတော့သမ္မာသမ္ဗုဒ္ဓဆိုတာသစ္စာ၄ပါးကိုကုံစင်အောင်သိတာသမ္မာသမ္ဗုဒ္ဓဗုဒ္ဓဆိုဒီမှာသစ္စာ၄ပါးမှတပါအခြားသိเสียရာတွေကိုကျွမ်းကျင်မရှိသိတာဗုဒ္ဓ
တနည်းအားဖြင့်သမ္မာသမ္ဗုဒ္ဓဆိုဒီမှာထိုးရင်းသိတဲ့အသိဉာဏ်မျိုးကိုဆိုလိုပြီးဗုဒ္ဓဆိုဒီမှာဟောပြောနဲ့ပတ်သက်ပြီးတော့သိတဲ့ဒေသနာဉာဏ်မျိုးကိုဆိုလိုတယ်လို့ဒီနှစ်ခုဟာဒီခုံတော်နှစ်ခုဟာတစ်ခုနဲ့တစ်ခုကွဲပြားခြားနားမှုဒီလိုမှတ်သားကြရမယ်ဆိုတာကိုကိုယ်စီမှတ်သားပြီးဗုဒ္ဓနုဒတိဘာဝနာပွားများခြင်းအပြင်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ချင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်သတည်း